မြတ်ဗုဒ္ဓဒေသနာနဲ့ယနေ့ကဘာဘုရားမြတ်စွာလူလောကမှာပေါ်ထွန်းလာခဲ့တာဟာအများတ attva တွေရဲ့ဟိတဒုက္ခအကျိုးစီးပွားနဲ့ချမ်းသာဒုက္ခအလုံးငါပေါ်ထွက်လာတာဖြစ်ပါတယ်ဟိတဆိုတာအခြေအနေကောင်းတွေကိုခေါ်ပါတယ်ဟိတဆိုတဲ့အခြေအနေကောင်းတွေရှိမှသာလျှင်ဒုက္ခလို့ခေါ်တဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဘဝမှာအဆင်ပြေမှုဘဝတန်တရားကလွတ်မြောက်မှုဆင်းရဲဒုက္ခတွေကိုကျော်လွှားနိုင်မှုဆိုတဲ့အကျိုးတရားတွေရနိုင်မှာပါဟိတဆိုတာအကြောင်းတရားနဲ့ဒုက္ခဆိုတာအကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားနှမျိုးစုံဖြစ်ပေါ်စေမှသာလျှင်တည်မြဲတဲ့ချမ်းသာဒုက္ခဆိုတာဖြစ်နိုင်ပါတယ်အခြေအနေကောင်းတွေမရှိဘဲနဲ့ချမ်းသာဒုက္ခရရှိနိုင်တယ်ချမ်းသာဒုက္ခတည်ရှိနိုင်တယ်ဆိုတာမဖြစ်ပါဘူးဒါကြောင့်မို့လို့ဘုရားမြတ်စွာပွင့်ပေါ်လာတာနဲ့ပတ်သက်ပြီးတော့အထာယဟိတယဒုက္ခယဒေဝမနုဿာနံမြတ်စွာဘုရားဟာတတ္တဝါတွေရဲ့အကျိုးအတွက်တတ္တဝါတွေရဲ့အခြေအနေကောင်းတွေရရှိဖို့အတွက်တတ္တဝါတွေကိုယ်စိတ်နှပြချမ်းသာရေးအတွက်မြတ်စွာဘုရားပွင့်လာတယ်ပွင့်လာပြီးတဲ့ဟောကြားတဲ့တရားတွေဟာလည်းပဲအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေပြီးဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုဖြစ်ပေါ်စေတာပါဘုရားမြတ်စွာရဲ့ဒေသနာတော်တွေဟာလူဘဝလူလောကမှာရရှိချတဲ့ပုဂ္ဂိုလ်တွေအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေပြီးမှချမ်းသာဒုက္ခကိုရရှိစေတဲ့တရားမျိုးဖြစ်ပါတယ်38ဖြာမင်္ဂလာတရားတော်ဆိုတာမင်္ဂလာဆိုတာကောင်းကျိုးချမ်းသာတွေအရာရာမှာအောင်မြင်မှုတွေဘယ်ကိစ္စမှမဆိုအရှုံးမရှိပဲနဲ့အရာရာအောင်မြင်တာဒါကြောင့်မို့မင်္ဂလာတုတ်ထဲမှာသဗ္ဗထသုထိန်ခိသန္တိသဗ္ဗထမပ္ပရာဇိတာသဗ္ဗထမပ္ပရာဇိတာဘယ်ကိစ္စမှဆိုမရှုံးဘူးအောင်မြင်နိုင်တယ်သဗ္ဗထသုထိန်ခိသန္တိအရာရာမှာချမ်းသာဒုက္ခရနိုင်တယ်လို့ဒါမင်္ဂလာရဲ့အကျိုးတရုပ်ကိုဖော်ပြတာပါထိုကဲ့သို့အရာရာအောင်မြင်ဖို့နဲ့အရာရာချမ်းသာဖို့ဆိုတာ38မျိုးသောအခြေအနေကောင်းတွေရရှိရမှာဖြစ်ပါတယ်လူမိုက်တွေနဲ့မပေါင်းဘူးပညာရှိနဲ့ပေါင်းတယ်ဆိုတာဒါအခြေအနေကောင်းတွေကိုဖန်တီးပေးတာအဲဒါကလို့လူမိုက်တွေနဲ့မပေါင်းခြင်းပညာရှိနဲ့ပေါင်းခြင်းလို့ဆိုတဲ့အခြေအနေကောင်းမှမရှိဘူးဆိုလို့ရှိရင်ချမ်းသာဒုက္ခဆိုတဲ့မင်္ဂလာအကျိုးတရားမရနိုင်ပါဘူးမြတ်စွာဘုရားဟောတဲ့တရားဒေသနာတော်တွေဟာတန်လျာဝကလွတ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုရဖို့ဆိုတာကြီးတခုတည်းမဟုတ်ပါဘူးတန်လျာရဲ့ခြင်းလဲနေတဲ့အချိန်မှလည်းပဲအရာရာအစဉ်ပြေပြီးအခြေအနေကောင်းတွေရရှိပြီးချမ်းသာဒုက္ခရဖို့တဘဝကနေတဘဝတန်တရားတဲ့လဲတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခနည်းနိုင်သမျှနည်းပြီးချမ်းချမ်းသာသာရှိဖို့ဆိုတာမြတ်စွာဘုရားကတရားဓမ္မတွေကိုဟောထားတာဖြစ်ပါတယ်ဒါကတစ်ပိုင်းမှာနောက်ဆုံးတန်တရားဝကနေလွတ်ပြီးကိုချင်းနာချင်းသိချင်းလို့ဆိုတဲ့ဒီဆင်းရဲဒုက္ခတွေကလုံးဝလွန်မြောက်တဲ့ထာဝရငြိမ်းချမ်းတဲ့အငြိမ့်တက်ကိုရရှိခြင်းနဲ့ဆိုလဲမြတ်စွာဘုရားဟောတဲ့တရားတော်ဟာထိုနောက်ဆုံးအဆင့်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုလည်းပဲရောက်ရှိစေတဲ့နိလန်းတွေကိုလမ်းညွှန်ထားတာဖြစ်ပါတယ်ဒီကနေ့မြန်မာနိုင်ငံမှာရှိတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအများစုကဘုရားမြတ်စွာဟောထားတဲ့ပိဋကတ်30နိကေ9ပြားဓမ္မခန္ဓာပေါင်း84,000ဆိုတဲ့ဒီတရားတွေဟာလောကုတ္တရာတရားတွေဖြစ်တယ်ဘုန်းကြီးစာတွေဖြစ်တယ်
တို့နဲ့မဆိုင်ဘူးလို့ဒီလိုထင်ကြတယ်မြတ်စွာဘုရားဟောတဲ့တရားတွေဟာလောကုတ္တရာကိုဥတည်တာမှန်တော်လဲပဲလောကမှာနေထိုင်ရေးအတွက်စီးပွားရေးလူမှုဆက်ဆံရေးနိုင်ငံရေးဆိုတာလို့လောကမှာအစဉ်တပြေရှိဖို့နိလန်းအမျိုးမျိုးကိုမြတ်စွာဘုရားဟောထားခဲ့တာပါဒါကြောင့်မို့ပိဋကတ်တရားတော်တွေဟာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟုတ်ပါဘူးနိဗ္ဗာန်မရောက်ခင်ဆက်ချတန်တရားမှာလဲနေတဲ့အချိန်စီးပွားဘယ်လိုရှာရမလဲကိုချင်းတရားကောင်းအောင်ဘယ်လိုလုပ်ရမလဲဆင်းရဲဒုက္ခတွေသက်သာအောင်ဘယ်လိုနေထိုင်ရမလဲအရာရာအောင်မြင်အောင်ဘယ်လိုကျင့်သုံးရမလဲဆိုတာအခြေခံကစပြီးတော့ရှင်းလင်းထားတာပိဋကတ်ထဲမှာမြောက်များစွာရှိပါတယ်လူလောကလူရည်လို့ဖြစ်လာလို့ရှိရင်မြတ်စွာဘုရားကအင်္ဂုတ္တရနိကေအန္တသုတ်တံမှာဟောထားတာလူရည်လို့ဖြစ်လာလို့ရှိရင်အတိညာမျက်စိ2မျိုးရှိရမယ်တဲ့စီးပွားရှာတတ်တဲ့စီးပွားရေးပညာစီးပွားရေးမျက်စိလည်းရှိရမယ်ဒါကမျက်စိတစ်လုံးကိုချင်းတရားနဲ့ပတ်သက်ပြီးအကောင်းအဆိုးအကြောင်းအကျိုးခွဲခြားသိတတ်တဲ့ဓမ္မမျက်စိလည်းရှိရမယ်လောကလူသားတွေဟာမျက်စိနှလုံးရှိမှပြည့်စုံတယ်လို့ပဲလူဘဝရလာလို့ရှိရင်လည်းပဲဒီပညာမျက်စိ2မျိုးရှိရမယ်လူဖြစ်လာရင်စီးပွားရှာတတ်ရမယ်ကိုချင်းတရားကောင်းအောင်ကျင့်သုံးတတ်ရမယ်ဓမ္မပြည့်စုံတဲ့လူဘဝ ideal person လို့အကောင်းဆုံးလူသားတစ်ယောက်ဖြစ်ဖို့အတွက်မြတ်စွာဘုရားလမ်းညွှန်ထားတာစီးပွားရေးမျက်စိဆိုတာမရသေးတဲ့စီစဉ်ဥစ္စာတွေရအောင်ရပြီးသားစီစဉ်ဥစ္စာတွေတိုးပွားအောင်လုပ်တဲ့နည်းပညာတွေကိုတတ်ကျွမ်းဖို့ထို့သောတတ်ကျွမ်းမှသာလျှင်လောကမှာမပင်မပန်းချမ်းချမ်းသာသာနဲ့နေနိုင်မှာဖြစ်ပါတယ်ကုသိုလ်ကောင်းမှုတွေလုပ်နိုင်မှာဖြစ်ပါတယ်နောက်တစ်ဖက်ကလည်းစီးပွားရေးဘက်ကတိုးတက်ရုံနဲ့မဖြစ်ဘူးကိုချင်းတရားကောင်းမှုစိတ်ဓာတ်မြင့်မားဖို့ဆိုတဲ့ဘက်ကလည်းပဲအမတန်မှအရေးကြီးပါတယ်စီးပွားတစ်ခုတည်းသာရှာတတ်ပြီးကိုချင်းတရားဘက်ကမပါဘူးကိုချင်းတရားနဲ့ပတ်သက်တဲ့အသိမရှိဘူးဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်မျိုးဟာမျက်စိတစ်လုံးလက်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်စီးပွားသာရှာတတ်ပြီးတော့ကိုချင်းတရားဘက်ကအသိဉာဏ်မရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်ဒီစီးပွားကိုရတဲ့နည်းနဲ့ရှာတတ်ပါတယ်မကောင်းတုံးချပတ်စံရပြီးရောဆိုတဲ့အနေအထားမျိုးကြောင့်ထိုပုဂ္ဂိုလ်မျိုးဟာသူရလာတဲ့စီးစိမ်ဥစ္စာလဲကြာရှည်ခံတဲ့စီးစိမ်ဥစ္စာမဖြစ်ပါဘူးတခဏမြစီးပွားရေးအောင်မြင်တော့လဲမကြခင်ထိုစီးပွားရေးဟာလက်လွတ်ဆုံးရှုံးသွားနိုင်ပါတယ်ကိုချင်းတရားနဲ့ထိမ့်မထားလို့ရှိရင်စီးပွားဥစ္စာတိုးတက်မှုဟာထိုပုဂ္ဂိုလ်အတွက်အန္တရာယ်ကြီးဖြစ်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားဘောကလူရလို့ရှိရင်အသိပညာ2မျိုးရအောင်လုပ်ရမယ်ဒါအခြေအနေကောင်းတွေကိုမြတ်စွာဘုရားဟောတာပါအခြေအနေကောင်းတွေကိုဟောပေးတာဒီဘဝမှာလည်းပဲချမ်းသာဒုက္ခတွေရဖို့ဆိုတဲ့အကြောင်းတရားတွေနဲ့ပတ်သက်ပြီးတော့လေမြတ်စွာဘုရားကစီးပွားရေးနဲ့ပတ်သက်ပြီးဒီဘဝမှာပြည့်စုံရမယ့်အချက်လက်တွေလူလောကဟာဒီဘဝပြည့်စုံရုံနဲ့မပြီးသေးဘူးလူတွေမှာဘဝတန်တရားဆိုတာရှိနေသည့်အတွက်ကြောင့်ဒီဘဝကောင်းရုံလေးနဲ့မပြီးသေးဘူးနောက်ဘဝအနာဂတ်ဆိုတာလဲထည့်သွင်းစဉ်းစားပြီးပြင်ဆင်သင့်တယ်ဒါကြောင့်မို့လို့နောင်ဘဝကောင်းဖို့အတွက်လည်းပဲခုနေကကြိုးကြိုးတင်းတင်းပြင်ပြင်ဆင်ဆင်ဆိုတာရှိရပါတယ်စီးပွားရေးနဲ့ပတ်သက်တော့မှပဲအခုခေတ်အနာဂတ်မျှော်မှန်းချက်တွေနဲ့စီမံကိန်းကြီးတွေချပြီးတော့ဆောင်ရွက်ကြရတာထို့တူပါပဲကိုယ့်ရဲ့ဘဝမှာဒီဘဝတစ်ခုတည်းအောင်မြင်လို့မဖြစ်ပါဘူး
နောက်ဘဝအတွက်လည်းပဲညှော်လင့်ချက်နဲ့စီမံကိန်းတွေထားဖို့လိုအပ်ပါသေးတယ်ဘုရားမြတ်စွာလက်ထက်တော်အခါကာလတုန်းကကောလိယတိုင်ကက္ကရပတ္တဆိုတဲ့မြို့မှာမြတ်စွာဘုရားရောက်နေတဲ့အချိန်ပိုင်းလေးမှာအဲဒီကက္ကရပတ္တကဒီကသာနုဆိုတဲ့အမျိုးသားဥဆောင်ပြီးတော့ဘုရားမြတ်စွာထံလာရောက်ချင်းကပ်ကြတယ်သူတို့ကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတပည့်တော်တို့ဟာအိမ်တော်ရသားမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်စီးပွားရှာလို့လူဘဝမှာချမ်းချမ်းသာသာဒီလိုနေခြင်းပါတယ်တည်တဲ့အခါမှာလည်းပဲတပည့်တော်တို့ကောင်းရာဒုက္ခတိရောက်ခြင်းတယ်ဗျာဒီဘဝလည်းချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်မိသားစုနဲ့တိုင်းတိုင်းဝိုင်းဝိုင်းနေခြင်းတယ်နောက်ဘဝမှာလည်းတပည့်တော်တို့ကောင်းရာရောက်ခြင်းတယ်အဲ့ဒါလို့ဖြစ်နိုင်တဲ့အခြေအနေကောင်းတွေများရှိပါသလားလို့မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားကရှိတယ်ဒီဘဝအတွက်ဟိတဒုက္ခအခြေအနေကောင်းတွေနဲ့ချမ်းသာဒုက္ခကိုရစေနိုင်တဲ့အချက်၄မျိုးရှိတယ်နောက်ဘဝအတွက်လည်းပဲအခြေအနေကောင်းတွေပေးပြီးတော့ချမ်းသာဒုက္ခရစေနိုင်တဲ့အကြောင်းတရား၄မျိုးရှိတယ်ဆိုပြီးအင်္ဂုတ္တရနိကေမှာပဲမြတ်စွာဘုရားဟောထားတဲ့သုတ်တတုတ်ကိုမှတ်တမ်းတင်ထားတာရှိပါတယ်အဲ့ဒီတော့မှမြတ်စွာဘုရားဒီဘဝအတွက်ဟိတဒုက္ခအခြေအနေကောင်းတဲ့ချမ်းသာဒုက္ခရစေတတ်တဲ့အချက်ကတော့နံပါတ်1ဥဋ္ဌာဏတံပရာကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြိုးကြိုးစားစားလုပ်ဖို့ကြိုးကြိုးစားစားလုပ်ကြရမယ်အဲ့ဒီဥဋ္ဌာဏတံပရာတက်တက်ကြွကြွကြိုးကြိုးစားစားလုပ်တယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားကထပ်ပြီးတော့ရှင်းထားတယ်ကြိုးစားတိုင်းရသလားလို့ဆိုတော့ကြိုးစားတိုင်းမရနိုင်ဘူးကြိုးစားတယ်ဆိုတဲ့အချက်ထဲမှာဘာတွေပါတော့လို့ဆိုလို့ရှိရင်တက်ခလုပ်ငန်းကျွမ်းကျင်မှုရှိရမယ်အနလတဆွဲကောင်းမှုရှိရမယ်ဥပါယဝိမန္တဤပညာရှိရမယ်ကြိုးစားမှုရှိုံတစ်ခုတည်းနဲ့တော့မရဘူးကြိုးစားမှုဆိုတဲ့အထက်မှာအရေးကြီးတဲ့အချက်၃ချက်ပါတယ်ရေးကြီးတဲ့အချက်၃ချက်ကလုပ်ငန်းကျွမ်းကျင်မှုကျိုးတော့ကြိုးစားတယ်လုပ်ငန်းမကျွမ်းကျင်ဘူးမအောင်မြင်နိုင်ပါဘူးကျိုးတော့ကြိုးစားတယ်ဆွဲမကောင်းဘူးမအောင်မြင်ဘူးကျိုးတော့ကြိုးစားတယ်ဤပညာကနှိမ့်ကျနေတယ်စီမံခန့်ခွဲနိုင်တဲ့စွမ်းအားတွေမရှိဘူးဆိုလို့ရှိရင်လည်းမအောင်မြင်ဘူးတဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကမြတ်စွာဘုရားကစီးပွားရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်ဖို့နည်းလမ်းတစ်ခုပေးထားတာပါဒါမြတ်စွာဘုရားဟောတဲ့ပိဋကတ်တော်တွေထဲမှာပါတဲ့တရားပါလုပ်ငန်းကျွမ်းကျင်မှုဆွဲကောင်းမှုနည်းပညာအဲ့ဒီ၃ရပ်ပေါင်းစပ်ထားတဲ့ကြိုးပမ်းအားထုတ်မှုဆိုတာရှိရမယ်တဲ့နောက်တစ်ချက်ကအာရခတံပရာထိမ့်သိမ်းဆောင်ရှောက်မှုလောကမှာစီးပွားဥစ္စာတွေရလာလို့ငွေကြေးဒဏမြောင်များစွာကုန်ပစ္စည်းတွေထုတ်လုပ်လို့မြောင်များစွာထုတ်နိုင်တယ်သို့တော့မထိမ့်သိမ်းဘူးဆိုရင်အလေအလွင့်တွေများပြီးတော့စီးပွားဥစ္စာတိုးသင်းတဲ့လောက်မတိုးဘူးဒါကြောင့်မို့လို့ထိမ့်သိမ်းဖို့နည်းပညာအလုံးလုံးပြီးရလာတဲ့ပစ္စည်းကိုရေကြောင့်မပျက်စီးအောင်မီးကြောင့်မပျက်စီးအောင်ပစ္စည်းကိုဖျက်ဆီးတတ်တဲ့ယန္တမျိုး၅မျိုးတည်းကတစ်ခုခုနဲ့မှမပြတ်မစီးရအောင်အလေလွင့်မရှိရအောင်ထိမ့်သိမ်းဆောင်ရှောက်မှုဆိုတဲ့အာရခတံပရာတရားရှိဖို့လိုသေးတယ်ဒါလည်းမြတ်စွာဘုရားကဒုတိယအချက်အနေနဲ့ခုလက်ရှိဘဝမှာကြီးပွားတိုးတက်ဖို့အတွက်မြတ်စွာဘုရားဟောတာဒါလည်းအမတန်လိုအပ်တဲ့အကြောင်းတရားတစ်ခုပါနောက်တစ်ခုကတော့ကလျာဏမိတ်တမိတ်ကောင်းဆွေကောင်းစီးပွားရေးနဲ့ပတ်သက်ပြီးအကြံပေးမဲ့ပုဂ္ဂိုလ်အကျင့်စာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်အသိပညာရှိတဲ့ပုဂ္ဂိုလ်
ဆွန့်လွတ်နိုင်မှုရှိတဲ့ပုဂ္ဂိုလ်ကိုယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုမိကောင်းဆွေကောင်းတွေလည်းပဲအမတန်မှလိုအပ်ပါတယ်ဒီကနေ့ခေတ်ကြည့်စီးပွားဥစ္စာတိုးတက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီအခြေအနေကောင်းတွေရှိရအကယ်၍မိကောင်းဆွေကောင်းမရှိဘူးဆိုရင်ခုနကကြိုးပမ်းအထောက်မှုကြောင့်ပစ္စည်းဥစ္စာတွေရလာနိုင်တယ်ထိမ့်သိမ့်ရှိတတ်လို့စုမိစောင်းမိဖြစ်လာတယ်သို့တော့မိကောင်းဆွေကောင်းမရှိဘူးဆိုရင်ထိုပစ္စည်းတွေဟာတဲထဲမှာရေသွန်လိုက်တယ်လို့ပဲအတုံးအဖြုံးနဲ့တခါတည်းပျက်စီးဆုံးရှုံးပြီးတော့သွားနိုင်တယ်ဒါကြောင့်မို့မိကောင်းဆွေကောင်းရှိဖို့ဆိုတာအမတန်မှအရေးကြီးပါတယ်ဟောနောက်ဆုံးစီးပွားရေးနဲ့ပတ်သက်ပြီးတကယ့်ကိုအရေးကြီးတဲ့အချက်တစ်ခုကတော့သမစီဝိတာရလာတဲ့စီးစိမ်ဥစ္စာကိုထုတ်လုပ်တဲ့ပစ္စည်းကိုယ့်ရဲ့ဝင်ငွေထွက်ငွေနဲ့ပတ်သက်လာလို့ရှိရင်စည်ရင်စရာခိုင်မာမာထားပြီးတော့ဝင်ငွေနဲ့ထက်ဝေအမြဲတမ်းမျှမျှတတဖြစ်နေဖို့အရေးကြီးတယ်သမစီဝိတာဆိုတဲ့သဘောကဝင်ငွေနဲ့ထွက်ငွေအမြဲတမ်းညှိပြီးတော့အခုခေတ်စီးပွားရေးပညာတွေလိုပဲဝင်ငွေတွေကများပြီးတော့သုံးငွေနည်းနေလို့လည်းမဖြစ်ဘူးသုံးငွေတွေကများပြီးတော့ဝင်ငွေတွေကနည်းနေလို့လည်းမဖြစ်ဘူးထိုနှစ်ခုကဝင်ငွေနဲ့ထွက်ငွေမျှမျှတတသုံးတတ်ဖို့တဲ့ဒါကြောင့်မို့ဒီကနေ့ခေတ်စီးပွားရေးပညာရပ်တွေဟာလည်းပဲဒါအဓိကထားကြတာဝင်ငွေထွက်ငွေညှိပြီးတော့ဆောင်ရွက်တာဒါကြောင့်မို့ဘတ်ဂျက်စရင်းတွေဘာတွေရှင်းနေဆိုတာဒီသမစီဝိတာကိုပြောတာပါဝင်ငွေကဘယ်လောက်ရှိနေတယ်ထွက်ငွေကဘယ်လောက်ရှိတယ်လူငွေကဘယ်လောက်ပြနေတယ်ပုံငွေကဘယ်လောက်ပြနေတယ်ဟောမြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ခရဲဟောဒီအချက်ကြီး၄ချက်ကဒီအချက်ကြီး၄ချက်ကျိုးပန်းအထုံမှုဆောင်းလျှောက်ထိမ့်သိမ့်အလေးလွှဲမရှိအောင်ထိမ့်သိမ့်မှုမိကောင်းဆွေကောင်းရှိမှုဝင်ငွေထွက်ငွေမျှမျှတတသုံးစွဲမှုဆိုတဲ့ဒီအချက်ကြီး၄ချက်ဟာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်မမဟုတ်ဘူးဒီစီကံချက်အတိုင်းလိုက်နာပြီးဆောင်ရွက်မယ်ဒီအခြေအနေကောင်းတွေတိုင်းစီးပွားရေးကိုဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စီးပွားရေးကတိုးတက်လာမှာပဲမတိုးတက်တောင်အများကြီးမတိုးတက်တောင်ပျက်စီးမသွားနိုင်ဘူးဒါဒီဘဝမှာကောင်းတဲ့အခြေအနေတွေနဲ့ကောင်းတဲ့ချမ်းသာဒုက္ခကိုပေးစွမ်းနိုင်တဲ့အချက်၄ချက်ပဲတမလွန်ဘဝအတွက်ကတော့တမလွန်ဘဝအတွက်ဆိုတာဒီဘဝကလုပ်တဲ့ဟာပါအဲဒီတမလွန်ဘဝအတွက်ရှိတဲ့ရှိလိုက်တဲ့အည်သွေးတွေကတော့တခြားမဟုတ်ဘူးဓမ္မနဲ့ပတ်သက်တဲ့အသိဉာဏ်ခုနကပြောခဲ့တဲ့လူလို့ဖြစ်လာလို့ရှိရင်စီးပွားရှာတတ်တဲ့မျက်စိရှိရမယ်ကိုချင်းတရားနဲ့ပတ်သက်တဲ့သိတဲ့မျက်စိရှိရမယ်ဒီနှစ်ခုရှိရမယ်ကိုချင်းတရားနဲ့ပတ်သက်လာလို့ရှိရင်နံပါတ်1ကိုချင်းတရားကောင်းရမယ်လို့ဆိုလို့တယ်ကိုချင်းတရားကောင်းရမယ်နံပါတ်2ယုံကြည်ချက်ရှိရမယ်ယုံကြည်ချက်ဆိုတာဘာသာတရားနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာရဲ့ဒီနေရာမှာတော့မြတ်စွာဘုရားဟောထားတဲ့တရားထဲမှာဘုရားမြတ်စွာရဲ့မှန်ကန်စွာသိတဲ့အသိဉာဏ်ကိုလက်ခံယုံကြည်လို့မြတ်စွာဘုရားသွန်သင်ဆုံးမသမျှကိုလေးစားလိုက်နာမှုယုံကြည်မှုရှိရမယ်ယုံကြည်မှုရှိသလိုကိုချင်းတရားကောင်းရမယ်နံပါတ်3ဆွလွတ်နိုင်မှုရှိရမယ်လူဟာမိမိရလာတဲ့အခွင့်အရေးကိုကိုယ်က society နဲ့နေတာဖြစ်သောကြောင့်ရလာတဲ့အခွင့်အရေးတစ်ခုကိုတယောက်တည်းမသုံးပဲကိုတယောက်တည်းမခံစားပဲမိမိပတ်ဝန်းကျင်နဲ့မျှဝေခံစားတတ်ဖို့ဒါကိုစာကတံပရာလို့ခေါ်တယ်ကိုရလာတဲ့အခွင့်အရေးတွေဟာကိုနဲ့တန်းတူဘယ်အခွင့်အရေးကိုမှကိုတယောက်တည်းကိုသိမ့်ပိုက်ထားတာမျိုးမရှိပဲအားလုံးလောကလူသားတွေနဲ့မျှဝေခံစားတတ်တဲ့စာကတံပရာမျိုးရှိရမယ်နောက်တစ်ခုကပညာအကြောင်းအကျိုးအကောင်းဆိုခွဲခြားသိတာကအစလောကမှာရှိတဲ့သဘာဝတရားတွေဟာဘယ်ဟာမှမမြဲဘူးဆိုတာကိုသိရှိနားလည်ထားတဲ့ပညာမျိုး
အဲ့တော့အချင်းချုပ်ပြောလိုက်လို့ရှိရင်တတ္ထတမ္ပရာယုံကြည်မှုရှိရမယ်သီလတမ္ပရာကိုချင်းတရားနဲ့ပြည့်စုံရမယ်စာဂတမ္ပရာမျှဝေခံစားဖို့ကိုယ့်ရဲ့ကိုယ်ပိုင်တဲ့ပစ္စည်းကိုစွန့်လွတ်ပြီးအများနဲ့မျှဝေခံစားနိုင်မှုစွန့်ကြဲတတ်မှုရှိရမယ်ပညာတမ္ပရာအသိပညာရှိရမယ်လို့ဟောဒီအကြောင်းတရား၅ပါးဟာဒါအကြောင်းတရား၄ပါးဟာဟိတကောင်းကျိုးချမ်းသာတွေကိုဖော်ဆောင်ပေးနိုင်တဲ့အခြေအနေကောင်းတွေလို့ခေါ်တယ်အဲ့ဒီအခြေအနေကောင်း၄မျိုးရှိနေလို့ရှိရင်ဒုက္ခလို့ဆိုတဲ့အရာရာမှာအစဉ်ပြေမှုကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဆိုတာတွေဖြစ်ပေါ်လာမှာပါဟိတမရှိဘဲဒုက္ခဆိုတာမရနိုင်ပါဘူးဟိတမရှိဘဲနဲ့ဒုက္ခဆိုတာမတည်မြဲပါဘူးဒါကြောင့်မို့ဒီစကားလုံးနှစ်ခုဟာအမြဲတမ်းတွဲပြီးတော့ဘုရားမြတ်စွာတရားတွေထဲမှာလာတယ်ဟိတာယဒုက္ခယအခြေအနေကောင်းတွေရှိရမယ်ထိုအခြေအနေကောင်းတွေကြောင့်ဖြစ်ပေါ်လာမဲ့ချမ်းသာဒုက္ခတွေရရှိနိုင်တယ်လို့ဒီလိုဘုရားမြတ်စွာရဲ့ပိဋကတ်30နိကေ9ပြဓမ္မခန္ဓာထဲမှာလောကလူဘဝရရှိလာတဲ့ပုဂ္ဂိုလ်တိုင်းလိုက်နာကျင့်သုံးရမယ့်အချက်တွေအများအပြားဖော်ပြထားတာတွေ့ရလို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားဟောတဲ့တရားအတိုင်းလိုက်ပြီးစီးပွားရေးကိုဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်စီးပွားဘက်ကလည်းတိုးတက်နိုင်ပါတယ်လူမှုရေးပဲဆောင်ရွက်ကြမယ်ဆိုရင်လည်းပဲလူမှုရေးဘက်ကတိုးတက်ကြတယ်တော်တော်များများကဗုဒ္ဓမြတ်စွာရဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ပေမဲ့လို့ဘုရားဟောကြားတဲ့တရားနဲ့ပတ်သက်လာလို့ရှိရင်အဆင့်မြင့်တဲ့ဘက်ကိုသိပြီးတော့ကြည့်ပြီးတော့မြတ်စွာဘုရားအနိစ္စဒုက္ခအနတ္တစသဖြင့်ဟောတယ်တန်တရားညီငွေဖို့ရဟောတယ်ဆိုဒုက္ခသစ္စာ၄ပါးထဲမှာဆိုရင်ဒုက္ခသမုဒယဆင်းရဲမှုကိုဥတည်ဟောတယ်ဆိုတော့မြတ်စွာဘုရားရဲ့တရားကိုတချို့အထင်မြင်လွဲတဲ့ pessimism လို့အဆိုးမြင်ဝါဒလို့ဒီလိုတောင်အထင်မြင်လွဲကြတာရှိတယ်မဟုတ်ပါဘူးတန်တရားဟုတ်ကလွတ်မြောက်ဖို့အတွက်တွေ့တာမှုကိုပယ်ဖို့ရာကဒီနည်းလမ်းပဲရှိပါတယ်တန်တရားထဲမှာအစဉ်တပြေနေဖို့ရာအတွက်မြတ်စွာဘုရားဟောထားတဲ့တရားတွေမြောက်များစွာရှိတယ်လူမှုရေးနဲ့ပတ်သက်လာလို့ရှိရင်လေမြတ်စွာဘုရားဟောထားတာသင်္ကာလောဝါဒတုတ်မှာအလုံးရှင်နဲ့အလုံးသမားဆက်ဆံရေးမိသားစုအတွင်းဆက်ဆံရေးတဦးနဲ့တဦးပေါင်းသင်းဆက်ဆံရေးဆိုတာတွေမြတ်စွာဘုရားဟောထားတယ်ခုနစီးပွားရေးနဲ့ပတ်သက်တဲ့အချက်လက်တွေဟာကြီးပွားတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေကြီးပွားတိုးတက်နေတဲ့နိုင်ငံတွေကြီးပွားတိုးတက်နေတဲ့ကုမ္ပဏီတွေမြတ်စွာဘုရားဟောတဲ့တရားကိုမသိတော်လဲပဲမြတ်စွာဘုရားဟောထားတဲ့အချက်လက်တွေနဲ့ပြည့်စုံတယ်လို့ပြောနိုင်ပါတယ်သူတို့မှာဥဋ္ဌာဏတမ္ပရာရှိတယ်လုပ်ငန်းကျွမ်းကျင်တယ်နည်းပညာကောင်းတယ်ကြိုးစားတယ်ဟောဒီအချက်လက်တွေကညင်းလို့မရတဲ့အချက်လက်တွေပဲသူတို့မှာအာရခတမ္ပရာရှိတယ်အလေလွဲမရှိအောင်ထိန်းတတ်သိမ့်တတ်တယ်မိကောင်းဆွေကောင်းတွေရှိတယ်စီးပွားရေးအကြံပေးမဲ့ပုဂ္ဂိုလ်တွေအကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေဟောသမစီဝိတာလို့ဆိုတဲ့ဝင်ငွေထွက်ငွေစီးပွားရေးကြံ့ကျင်တဲ့ပညာရှင်တွေဟောဒီအချက်လက်တွေနဲ့ပြည့်စုံလို့စီးပွားရေးတိုးတက်တာပါဘုရားဟောကြားတဲ့အတိုင်းသာလိုက်နာဆောင်ရွက်ကြမယ်ဆိုရင်လောကမှာစီးပွားရေးဘက်ကလည်းစီးပွားရေးတိုးတက်နိုင်ပါတယ်လူမျိုးရေးဘက်ကလည်းပြဿနာတွေနည်းနိုင်သမျှနည်းပြီးတော့အဆင်တပြေဖြစ်နိုင်ပါတယ်ကောင်းတဲ့အခြေအနေတွေအခြေအနေကောင်းတွေအကြောင်းတရားတွေကိုမြတ်စွာဘုရားဟောထားတယ်အပရိဟာနိယတရားမပြတ်စည်းဝေးပါညီညီညွတ်ညွတ်စည်းဝေးပါညီညီညွတ်ညွတ်စည်းဝေးပြီးဆုံးဖြတ်ပါဆုံးဖြတ်ချက်အတိုင်းတညီတဲ့အကောင့်ထဲပေါ်ပါဆိုတာအခြေခံထားတာပါနောက်ဓမ္မပဒမှာကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကနာဟိဝေရေနဝေရာနိတမ္မန္တိဒကုရသနာအဝေရေနသတမ္မန္တိဧတဓမ္မောတဏ္ဏတနောငြိမ်းချမ်းတဲ့ဤဟာမေတ္တာတို့တရားသာဖြစ်တယ်လို့ဟောဓမ္မပဒမှာမြတ်စွာဘုရားဟောထားတာရှိပါတယ်ဘုရားမြတ်စွာဟောထားတဲ့တရားဓမ္မအတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်ကဘာကြီးကလည်းငြိမ်းချမ်းသွားမှာပါစီးပွားရေးတိုးတက်မှုလည်းဖြစ်နိုင်တယ်
ကဘာကြီးငြိမ်းချမ်းမှုလည်းဗုဒ္ဓတရားတော်ကဖော်ဆောင်ပေးနိုင်တယ်စီးပွားရေးလူမှုရေးအားလုံးအစဉ်တပြေဖြစ်ပြီးတော့ငြိမ်းချမ်းတဲ့ကဘာကြီးတစ်ခုဖန်တီးနိုင်ဖို့အတွက်ဘုရားမြတ်စွာဟောထားတဲ့တရားဒေသနာတော်တွေရှိပါတယ်သို့သောဒီအခြေခံတရားတော်ဒေသနာတွေကိုဘုရားဘာသာအများစုကသိပြီးတော့မသိကြဘူးအထူးသဖြင့်မြန်မာလူမျိုးတွေတဲကဘုရားတရားတော်တွေဟာလောကုတ္တရာတရားတွေပဲဘုန်းကြီးစာတွေပဲတို့နဲ့သိမဆိုင်ဘူးလို့ဒီလိုစီးပွားရေးဘက်မှာဘုရားတရားတော်အတိုင်းအသုံးချရမယ်ဆိုတာအမတန်မှအသိနည်းကြပါတယ်အသိတဲ့ပုဂ္ဂိုလ်ရှိတောင်မှတချို့ကမသိုံနဲ့မကဘူးမြတ်စွာဘုရားဒီဗုဒ္ဓဘာသာတရားတော်တွေအတိုင်းလုပ်လို့ရှိရင်စီးပွားရေးမတိုးတက်နိုင်ဘူးလို့တောင်ဒီလိုထင်တာရှိတယ်ဘုန်းကြီးတို့2000ပြည့်နှစ်ကဘုန်းကြီးတို့စီမှာလာပြီးတော့ PhD thesis ကိုရီးယားဘိက္ခုနီအမျိုးသမီးတဦးဟာဘုန်းကြီးတို့စီလာအကူအညီတောင်းပြီးတော့ PhD thesis လာလုပ်သွားတာရှိပါတယ်သူနဲ့စကားဆက်မိလို့ပြောတော့သူတို့ကိုရီးယားမှာတဲ့သူတော်တော်များများအမြင်ရှိတယ်ဘုရားဘာသာဖြစ်လို့ရှိရင်တိုင်းပြည်မကြီးပွားနိုင်ဘူးလို့တော်တော်အမြင်ရှိကြတယ်အဲ့ဒီအမြင်ကဘုရားတရားတော်ကိုမသိလို့သူတို့ကဘာကိုချိတုံးလို့ဆိုလို့ရှိရင်ပါဏာတိပါဒဝေရမဏိသူ့အသက်ကိုမသားရဘူးသူ့ဥစ္စာမခိုးရဘူးစသဖြင့်၅ပါးသီလကိုမလုပ်ရဘူးရှောင်ရမယ်ဆိုတာတွေကိုကြည့်ပြီးတော့လောကကြီးမှာဒါတွေရှောင်နေလို့စီးပွားရေးလုပ်လို့မဖြစ်ဘူးလို့ဒီလိုယူဆကြတာရှိပါတယ်အမှန်စီးပွားဖြစ်နိုင်တဲ့နိလန်းတွေအများကြီးရှိတယ်မြတ်စွာဘုရားကမလုပ်ရဘူးလို့ပြောတဲ့ဟာကဝါရိတ္တလုပ်ရမယ်လို့ပြောတာကစာရိတ္တဝါရိတ္တသီလနဲ့စာရိတ္တသီလနှစ်မျိုးရှိတယ်မလုပ်ရဘူးဆိုတာတွေဒါရှေ့တန်းတင်ပြီးတော့လုပ်ရမယ်ဆိုတာတွေကြတော့မေ့ထားကြတယ်လှုပ်တဲ့နဲ့ဆိုခုနကြည့်အရခတမ္ပရာဥဋ္ဌာဏတမ္ပရာလုံလဝိရိယရှိရမယ်အရခတမ္ပရာထိမ့်သိမ်းဆောက်ရှောက်မှုနဲ့ပြည့်စုံရမယ်ကလျာဏမိတ်တာမိကောင်းဆွေကောင်းတွေရှိအောင်ကြိုးစားရမယ်သမစီဝိတာဝင်ငွေထွက်ငွေမြတ်တာအောင်သုံးစွဲတတ်ရမယ်ဆိုတဲ့ဒီအခြေအနေကောင်းတွေလောက်ရမယ်ဆိုတာတွေနဲ့ပတ်သက်လာလို့ရှိရင်မေ့ထားကြတယ်အဲ့ဒါကြောင့်မို့လို့ဗုဒ္ဓတရားတော်ပေါ်မှာတချို့ကယနေ့ကဘာမှာအထင်အမြင်လွဲနေတာလေးတွေရှိတယ်ဆိုတာသိရတယ်ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာအများစုဟာခုနပြောတဲ့အတိုင်းလောကုတ္တရာစာတွေဘုန်းကြီးစာတွေလောကီကိစ္စနဲ့မဆိုင်ဘူးလို့ဒီလိုယူဆချက်တွေအများကြီးရှိနေပါတယ်တကယ်ကအဲ့လိုမဟုတ်ပါဘူးဘုရားမြတ်စွာရဲ့တရားတော်တွေမှာနှစ်ပိုင်းရှိတယ်တစ်ပိုင်းကတန်တရားထဲမှာဘဝတစ်ခုကနေတစ်ခုဘဝတစ်ခုရလာတဲ့အခါမှာအခြေအနေကောင်းတွေဖြစ်ပေါ်စေပြီးတော့ချမ်းချမ်းသာသာလူဘဝတစ်ခုဖြတ်သန်းနေထိုင်သွားဖို့တန်တရားတဘဝကနေပြီးနောက်တစ်ဘဝလဲပတ်တဲ့အခါမှာလည်းပဲတန်တရားလဲတဲ့အခါမှာလည်းပဲချမ်းချမ်းသာသာဒီလိုဖြစ်ဖို့အခြေအနေကောင်းတွေကိုမြတ်စွာဘုရားကဟောကြားထားတာဖြစ်ပါတယ်နောက်ဆုံးမြည်သည့်ဘာသာတရားမှမပါတဲ့လုံးဝဒုက္ခတွေချုပ်ငြိမ်းရာကိုကျင့်တရားအသိပညာတရားကိုလည်းမြတ်စွာဘုရားကဟောထားတယ်အဲ့ဒီတရားကဘာလဲလို့ဆိုလို့ရှိရင်ဝိပဿနာကျင့်စဉ်တရားပါဒါကလူလောကလူရည်လို့ဖြစ်လာတဲ့အခါဘဝပေါ်မှာတွေ့တာမှုဆိုတာရှိကြတယ်မိမိဘဝကိုတွေ့တာတယ်မိမိဘဝကိုတွေ့တာသည့်အတွက်ကြောင့်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတွေ့တာတယ်အဲ့တော့ထိုအတွေ့တာသည်ကိုယ့်ဘဝကိုလည်းတွေ့တာတယ်ပတ်ဝန်းကျင်ကိုလည်းတွေ့တာတယ်အဲ့ဒီအတွေ့တာတွေကဘာကိုဖြစ်စေသလဲလို့ဆိုရင် worry လို့ဆိုတဲ့စိုးရိမ်မှုတွေတောကတွေကိုဖြစ်စေတယ်အတွေ့အတာရှိတဲ့နေရာမှာစိုးရိမ်မှုဆိုတာပေါ်လာတာအတွေ့အတာမရှိရင်စိုးရိမ်မှုမရှိပါဘူးကိုယ်မပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုပေါ်မှာမြည်သူမှတောကမဖြစ်ပါဘူးကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုပေါ်မှာသာတောကဖြစ်တယ်ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ပေါ်မှာတောကမဖြစ်ပါဘူးကိုယ်နဲ့သိတဲ့ပုဂ္ဂိုလ်ပေါ်မှာသာတောကဖြစ်တာပါအဲ့တော့တောကလို့ဆိုတဲ့ worry ဟာ
တွေ့တာမှုပေါ်မှာအခြေခံတယ်အဲ့တော့တောကရှိနေသေးသမျှညီသူမှစိတ်ချမ်းသာမှုဆိုတာအပြည့်အဝမရနိုင်ပါဘူးစိတ်ချမ်းသာမှုအပြည့်အဝရချင်လို့ရှိရင်တောကလို့ဆိုတဲ့ဒီတရားကိုဖယ်ရှားပြရမှာဖြစ်ပါတယ်တောကဆိုတဲ့တရားဟာလည်းပဲအတွေ့အတာမဖယ်ရှားဘဲနဲ့တောကကိုဖယ်ရှားဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးတွေ့တာမှုကိုဖယ်ရှားရမှာဖြစ်ပါတယ်ဒါဖြင့်တွေ့တာမှုကိုဖယ်ရှားဖို့အတွက်ဘာလုပ်ရမလဲဆိုရင်သဘာဝတရားတွေကိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမြင်တဲ့သမ္မာဒသနဆိုတဲ့သမ္မာဒိဋ္ဌိလို့ဆိုတဲ့ right understanding ဆိုတဲ့ထူးခြားတဲ့အသိဉာဏ်တစ်ခုရှိရမယ်အဲ့ဒီထူးခြားတဲ့အသိဉာဏ်ဝိပဿနာဉာဏ်လို့ခေါ်တာပါမှန်ကန်တဲ့အမြင်ရှိရသဘာဝတရားတွေကိုသူ့အတိုင်းမြင်တာသမ္မာဒသနမှန်ကန်တဲ့အတိုင်းမြင်ရမယ်ဆိုပါစို့အဘိဓမ္မာသဘာဝတရားတွေကဒါကိုရှင်းပြတာပါဒါတန်တရားဝကလွတ်ဖို့အတွက်လမ်းကြောင်းပဲလူဆိုတာငါရဲ့သူရဲ့တကယ်ဆန်းစစ်ကြည့်လိုက်လို့ရှင်မရှိဘူးယုံနဲ့နာနှမျိုးသာရှိတယ်အကြမ်းမြင်ပြောမယ်ဆိုရင်လူမှာရုပ်ခန္ဓာကိုယ်ကြီးရှိတယ်စိတ်ဆိုင်ရှိတယ် body နဲ့ mind ပေါ့အဲ့ဒီနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားမှုတွေဖြစ်ပေါ်နေတယ်အဲ့ဒီနှစ်ခုစလုံးဟာဆိုင်ရာအကြောင်းတရားတွေပေါ်မှာတီးနေတာဖြစ်သည့်အတွက်ကြောင့် body လို့ဆိုတဲ့ရုပ်တရားကလည်းတစ်ခုတည်းမဟုတ်ဘူးအစုအဝေးနဲ့ပေါင်းစပ်ထားလို့ဖြစ်နေတာ mind လို့ဆိုတဲ့နံတရားကလည်းတစ်ခုတည်းမဟုတ်ဘူးစုပေါင်းပြီးတော့ဖြစ်ပေါ်နေတဲ့အရာတစ်ခုဖြစ်တယ်ဒီယုတ်တဲ့နံဒီနှစ်ခုသည်အပြန်အလှန်ဆက်သွယ်ပြီးတော့လူတွေမှာလှုပ်ရှားမှုဖြစ်လာပြီးယောက်ျားသဏ္ဍာန်မိန်းမသဏ္ဍာန်တတ္တဝါသဏ္ဍာန်ဒီလိုထင်မြင်နေရထင်မြင်နေသည့်အတွက်ကြောင့်ဒါကငါလို့ထင်တယ်ဒါကသူလို့ထင်တယ်ဒါကယောက်ျားလို့ထင်တယ်ဒါကမိန်းမလို့ထင်တယ်ဟောဒီအထင်အမြင်တွေဟာတကယ်ထင်တဲ့အတိုင်းဟုတ်ကလားလို့တဘာဝတရားနဲ့ကြည့်လိုက်လို့ရှိရင်တဘာဝအသိဉာဏ်နဲ့ကြည့်လိုက်လို့ရှိရင်တကယ်ထင်တဲ့အတိုင်းမဟုတ်ပါဘူးသူတို့ဟာယုတ်တရားဟာယုတ်တရားတက်တက်ပဲဖြစ်ပါတယ်ငါလို့ပြောစရာမရှိပါဘူးနန္တရားဟာလည်းနန္တရားတက်တက်မျှတာဖြစ်ပါတယ်ငါလို့ပြောစရာမရှိပါဘူးယုတ်နဲ့နံနဲ့နှစ်ခုခွဲထားလိုက်မယ်ဆိုလို့ရှိရင်လှုပ်ရှားမှုတို့ပြောဆိုမှုတို့ဒါတွေဟာအကုန်လုံးရပ်သွားမှာဖြစ်ပါတယ်အဲ့ဒါလို့ယုတ်နဲ့နံကိုခွဲခြားပြီးတော့သိမြင်လာတာဟာနာမရူပပရိစ္ဆေဒဉာဏ် analytical knowledge of mind and matter လို့ခေါ်တယ်အဲ့ဒီအသိဉာဏ်ဟာအဘိဓမ္မာကိုလေ့လာခြင်းဖြင့်အဲ့ဒီအသိဉာဏ်အခြေခံတွေကိုရနိုင်တယ်ထိုမှတစ်ဆင့်လက်တွေ့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်သုံးခြင်းဖြင့်လူဆိုတာတကယ်ကအခေါ်အဝေါ် concept အယူဆတရားသာဖြစ်တယ်တကယ်ကတော့အသေးစိတ်တစ်ခုစီခွဲခြားကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဆိုတာမရှိတော့ဘူးယုတ်တရားနံတရားတက်တက်မျှတာဖြစ်တယ်လို့ဟောတယ်လို့မြင်သွားတာဟာဒါသမ္မာဒသနမှန်ကန်တဲ့အမြင်လို့ခေါ်ပါတယ်ဝိတ္တုဒ္ဓိမဲ့မှာနာမရူပနာယာထာဝဒသနံဒိဋ္ဌိဝိတ္တုဒ္ဓိနာမနာယုတ်တွေကိုသူ့အရှိတိုင်းမြင်တာဟာဒိဋ္ဌိဝိတ္တုဒ္ဓိမှန်ကန်တဲ့အမြင်ဖြူစင်တဲ့အမြင်လို့ခေါ်ပါတယ်အဲ့ဒီဖြူစင်တဲ့အမြင်မှန်ကန်တဲ့အမြင်ကိုအခြေခံလိုက်လို့ရှိရင်ဒီယုတ်တရားနံတရားတွေဟာဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုသိမြင်တဲ့ပိစ္ဆယပရိက္ခဉာဏ်တွေဖြစ်လာနိုင်တယ်နာမရူပပရိစ္ဆေဒဉာဏ်နဲ့ပိစ္ဆယပရိက္ခဉာဏ်နှစ်ခုအခြေခံပြီးတော့ဆက်ပြီးလက်တွေ့ကျင့်သုံးသွားလိုက်မယ်ဆိုရင်မမြဲတဲ့သဘာဝတွေအစဉ်သာဝရပြောင်းလဲနေတဲ့သဘာဝတွေသင်္ခါရတရားတွေရဲ့ဒီမတည်မြဲတဲ့အာကိုးစရာမရှိတဲ့အခြေအနေမျိုးတွေကိုမြင်လာလို့ရှိရင်ခုနပြောတဲ့ attachment လို့ခေါ်တဲ့တွေ့တာမှုဟာရောကြလာမှာဖြစ်ပါတယ်တွေ့တာမှုတွေရောကြလာသွားတာနဲ့တပြိုင်နက် worry ဆိုတဲ့တောကတွေလည်းရောကြသွားမှာဖြစ်ပါတယ်တောကတွေရောကြသွားတာနဲ့တပြိုင်နက်ငြိမ်းချမ်းတဲ့စိတ်ချမ်းသာမှုငြိမ်းချမ်းတဲ့သဘာဝလေးဟာပြန်ပြီးတော့ပေါ်လာမှာပါအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဒုတိယပိုင်းအနေနဲ့ဟောတဲ့
န်တရားဝကထွတ်မြောက်ရာလမ်းဆိုတာဝိပဿနာကျင့်စဉ်ဖြင့်မျက်စိမှပฏิဝေဒလို့ခေါ်တဲ့ right understanding မှန်မှန်ကန်ကန်နားလည်ခြင်းထိုမှန်မှန်ကန်ကန်နားလည်ခြင်းဆိုတဲ့အခြေအနေကိုရောက်အောင် right thought မှန်မှန်ကန်ကန်စဉ်းစားတတ်ခြင်းဆိုတဲ့သမ္မာသင်္ကပ္ပ right effort ဆိုတဲ့သမ္မာဝါယာမမှန်မှန်ကန်ကန်နိလန္ဒကြစနစ်တကျကြိုးပမ်းအထောက်ခြင်းသမ္မာတတိ right mindfulness လို့ခေါ်တဲ့မှန်ကန်စွာတတိယမှုနဲ့သမ္မာသမာဓိ right concentration လို့ခေါ်တဲ့အာယုန်တစ်ခုတည်းပေါ်မှာမှန်ကန်တဲ့နိလန်းခြင်းစူးစိုက်ခြင်းလို့ဆိုတဲ့ဒီမဲ့ခင်၅မျိုးဥဆောင်ပြီးတော့လှုပ်သွားလို့ရှိရင် right understanding ဆိုတာပေါ်လာမှာဖြစ်ပါတယ်ထို right understanding ကသာလျှင်တန်တရားထဲမှာဖြစ်ပေါ်လာစေတတ်တဲ့ကိလေသာဆိုတဲ့အကြောင်းတရားတွေကံကိုဆက်ဖို့လုပ်နေတဲ့ကိလေသာဆိုတဲ့အကျိုးတရားတွေအကြောင်းတရားတွေဒါတွေကိုဖယ်ရှားပြစ်နိုင်မှာဖြစ်ပါတယ်ကိလေသာဆိုတဲ့အဆိုးတရားတွေဖယ်ရှားပြစ်လိုက်ခြင်းဖြင့်ကောင်းကံဆိုးကံဆိုတာတွေဟာလည်းပဲအကျိုးပေးနိုင်တော့မှာမဟုတ်တော့ပါဘူးထိုကံတွေအလုံးအကျိုးမပေးနိုင်တော့ဘူးဆိုလို့ရှိရင်နောက်ဆုံးအကြောင်းတွေပြတ်သွားရင်ဒုက္ခတွေဟာအကုန်လုံးချုပ်ငြိမ်းပြီးတော့ရဆိုင်သွားမှာဖြစ်ပါတယ်ဒါကိုပဲသာဝရငြိမ်းတဲ့အငြိမ်းတဲ့နိဗ္ဗာန်လို့မြတ်စွာဘုရားကဒုတိယပိုင်းမှာဟောတာပါနောက်ဆုံးတန်တရားထဲမှာနေရင်ချမ်းသာဒုက္ခရနိုင်တဲ့နိလန်းတွေနောက်ဆုံးမှာထိုချမ်းသာဒုက္ခရတဲ့ဆိုတောင်အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဒီဒုက္ခတွေကမလွတ်နိုင်ဘူးအဲ့ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဒီဒုက္ခတွေလွတ်မြောက်ရာဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကျင့်သုံးမှသာလျှင်လောကမှာရှိတဲ့ပြဿနာမျိုးစုံကလုံးဝချုပ်ငြိမ်းပြီးလွတ်မြောက်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုအားလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည်ဗုဒ္ဓမြတ်စွာဟောထားတဲ့မြတ်ဗုဒ္ဓဒေသနာနှင့်ယနေ့ကဘာအကျိုးပြုနိုင်ပုံကိုအားလုံးမှတ်သားပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူတဲ့တရားအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း